အဲ့ဒီရောဟိတတဆိုတဲ့နတ်သားဒီလောကကြီးရဲ့အဆုံးဖြာတွေ့ခြင်းနဲ့ရှိနိုင်မလားလျှောက်တော့မြတ်စွာဘုရားဖြေတယ်မရှိနိုင်ဘူးအဲ့ဒီလောကမရောက်နိုင်ဘူးတဲ့အဲ့ဒီလောကကိုမတွေ့နိုင်ဘူးလို့ပြောအဲ့ဒီလိုလောကရဲ့အဆုံးကိုသိနိုင်ဖို့ရောက်နိုင်ဖို့မြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဖြေတော့အဲ့ဒီနတ်သားကသူကလျှောက်တယ်အရှင်ဘုရားအံ့ဩစရာကောင်းလိုက်တာဗျာတဲ့အရှင်ဘုရားဖြေတဲ့အမှန်ကလုံးဝမှန်တယ်တပည့်တော်ကိုယ်တွေ့ပါတဲ့အဲ့ဒီလိုလောကမျိုးသွားလို့မရောက်ဘူးဆိုတဲ့တပည့်တော်ကိုယ်တွေ့ပဲတဲ့တစ်ချိန်တုန်းကတပည့်တော်တကူရှင်ရသေးတူဖြစ်ခဲ့ဘူးတဲ့သူကသုဆတ်ကြောင့်ပြန်လျှောက်တာတကူရှင်ရသေးကြီးတူတပည့်တော်ဖြစ်ခဲ့တယ်ကောင်းကင်ခရီးကနေပြီးတပည့်တော်သွားနိုင်တယ်တပည့်တော်ရဲ့လင်းမြန်တဲ့နှုံးကခုခေတ်စကားနဲ့ပြောမယ်ဆိုရင်အလင်းတန်းရဲ့လင်းမြန်တဲ့နှုံးနဲ့သွားပါအလင်းဆိုတာအလွန်မြန်နဲ့မော်လာသွားတာသူပြောတဲ့ဥပမာကတော့ဗာနဲ့ပြောတော့ဆိုရင်အင်မတန်ပေါ့တဲ့ညားကလေးလေးနဲ့တက်ပြီးတော့အဲ့ဒီညားကိုပြစ်လိုက်တဲ့အခါမှာထပင်ဆိုတာဘလောက်ပဲရှိမလို့ထပင်ရဲ့အတုပ်ဟာရှိလာလို့ရှိရင်8လက်မတပေ12လက်မဒီလောက်ပဲရှိမှာပေါ့နော်အဲ့ဒီညားနဲ့ပြစ်လိုက်လို့ညားကထပင်လုံးနာကနေကပ်ပြီးတော့ဖြတ်သွားတဲ့အချိန်လေးဟာတစ်စက္ကန့်ပဲဘိုင်းလောက်ပဲရှိမှာပဲပေါ့ဆိုလိုတာကသူဥပမာပေးထားတာတော့သူ့ရဲ့လျင်ညံတဲ့နှုံသားဟာအမတန်ပေါ့တဲ့ညားလေးကိုအရှိန်အောင်နဲ့ပြစ်လိုက်တဲ့အခါမှာအဲ့ဒီညားလေးဟာရှစ်လက်မအတိုင်းတာလေးတစ်ခုဖြတ်ကျော်တဲ့အချိန်ပိုင်းလေးလို့ဆိုအလွန်တိုတဲ့အချိန်ပိုင်းလေးကိုပြောတာပဲအလွန်တိုတဲ့အချိန်ပိုင်းလေးအဲ့ဒါလောက်ထိအောင်သူကလျင်ညံတယ်တဲ့အဲ့ဒီနှုံနဲ့သူစัจ java လာရဲ့အဆုံးလောကကြီးရဲ့အဆုံးကိုသိကျင်တာနဲ့သူတက်တန်းတရားရှိတဲ့အချိန်ပိုင်းမှာအစာအာဟာရစားတဲ့အချိန်လေးခိတ္တနားတယ်နောက်ဖေးသွားတဲ့အချိန်လေးခိတ္တနားတယ်မောပန်းလို့ခိတ္တခဏအိပ်ဆက်တဲ့အချိန်ပိုင်းလေးမေးတဲ့အချိန်ပိုင်းလေးခိတ္တနားပြီးတစ်ချိန်လုံးသူခရီးသွားနေခဲ့တယ်ပေါ့အဲ့ဒီနှုံနဲ့သွားတာသူသွားတာလောကကြီးရဲ့အဆုံးကိုရောက်ချင်လို့သူအဲ့ဒီနှုံနဲ့သွားခဲ့တာတဲ့အနှစ်တရာကြာလို့သေသွားရောသူလောကကြီးအဆုံးကိုတွေ့ခဲ့ရဘူးသူပြောတာဩဃာတလောကကြီးကိုဖြတ်သွားနေတာဟုတ်ကဲ့လားမြတ်စွာဘုရားကအနန္တစัจ java လာလောကကြီးကအဆုံးအစမရှိဘူးလို့ဟောထားတဲ့အတိုင်းပဲလောကကြီးအဆုံးကိုသူမတွေ့ပဲနဲ့သူဘဝတစ်ခုဏီကုန်းချုပ်သွားရတယ်သူအဲ့ဒါလို့ဘဝတစ်ခုမှာလောကရဲ့အဆုံးကိုတွေးဖို့ဆိုပြီးတော့ကြိုးစားပြီးရှာဖွေခဲ့တာမတွေ့ပဲနဲ့သူဘဝတစ်ခုဆုံးသတ်သွားပါတယ်တဲ့ဒါကြောင့်